Namo Tassa Bhagavato Arahato Samma Sambuddhassa ဒီကနေ့ဦးဇင်းဆွေးနွေးခြင်းနဲ့အကြောင်းအရာကတော့ဂေါတမဗုဒ္ဓ၏ဘဝအကြောင်းပဲဖြစ်ပါတယ်ဒီကနေ့မြတ်ဗုဒ္ဓရဲ့အကြောင်းကိုကျဉ်းကျုံပြီးတော့9မိနစ်ခန့်လောက်ဆွေးနွေးကြပါတယ်ဒီဂေါတမမြတ်ဗုဒ္ဓကသူ့ရဲ့အမည်ကတိဋ္ဌထဂေါတမလုံမိနိဥယျာဉ်မှာမွေးဖွားပါတယ်ဖခင်ကတော့ကပိလဝပြည်ရှင်သောရဏမင်းကြီးဖြစ်ပြီးတော့မိခင်ကတော့မာယာဒေဝီဖြစ်ပါတယ်သူဟာရွှေသုံးဆောင်မှာဘလို့မှမချိုးတဲ့နိုင်တော့တဲ့ပစ္စည်းဥစ္စာတွေနဲ့ခံစားဆန်စားပြီးတော့ကြီးပြင်းလာရပါတယ်ဒါပေမဲ့အသက်29နှစ်မှာသူမြင်တဲ့အရာ၄ခုကဘဝကိုအပြောင်းလဲဖြစ်စေပါတယ်အဲ့ဒီအရာတွေကဘာလဲဆိုလို့ရှိရင်သူ့အိုသူနာသူသေးယဟန်တဲ့ဒီလေးမျိုးကိုမြင်ပြီးတဲ့အခါမှာသူသိလိုက်တယ်လူဘဝဆိုတာအိုးရမယ်နားရမယ်သေရမယ်ဒါပေမဲ့ဒီဆင်းရဲကနေလွတ်မြောက်တဲ့ဒီလမ်းရှိရမယ်လို့သူအဲ့လိုအတွေးခေါ်ရရှိလာပါတယ်ဒီအတွေးခေါ်မှုကြောင့်ပဲညာတန်းခံရမှာဇနီးဖြစ်သူနဲ့တားတော့ဇနီးဖြစ်သူရသော်ရယာနဲ့တားတော့ရာဟုလာကိုနန်းတော်မှာထားခဲ့ပြီးတော့တိတ်တိတ်ဆိတ်ထွက်ပြေးလာခဲ့တယ်ယဟန်ပြုတယ်ဇမင်ကိုတားနဲ့ဖြတ်တယ်မင်းအဝတ်တွေကိုလဲပြီးတော့ငါတရားရှာရမယ်လို့ဆုံးဖြတ်ချလိုက်တယ်ပထမ6နှစ်မှာပညာရှင်ကြီးတွေစီကနေတရားကိုသင်ယူတယ်ဒုက္ခစရိယအကျင့်တွေကိုကျင့်ကြံနဲ့အားထုတ်တယ်အစားချောင်တယ်ကိုခန္ဓာကိုယ်ကပိန်ကျုံသွားတယ်ဒါပေမဲ့သူနားလည်လိုက်တာကဒီအစွမ်းရောက်တဲ့ဤနဲ့တော့အမြင့်ဆုံးတရားကိုမရနိုင်ဘူးဆိုတာပါပဲအဲလိုနဲ့ဒါနဲ့သူဟာနှုတ်ခန္ဓာဆုံးကိုပြန်စားတယ်ခန္ဓာကိုယ်အားပြန်ဖြည့်ရပါတယ်ဘော်ရီပဲအောင်မှာထိုင်ပြီးတော့ငါဘယ်လိုမထားဘဲနဲ့မက်ဖို့တရားကိုရမှထားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့လိုနဲ့တရားအားထုတ်လိုက်တာညာတန်းကောင်းရန်ချိန်မှာပဲဉာဏ်၃ပါးကိုရရှိလိုက်ပါတယ်သူဖြစ်ဖို့တဲ့ဘဝကိုသိတယ်အဲ့ဒါကဘာဉာဏ်လဲဆိုရင်ပရိတန်တိဉာဏ်လောကကြီးရဲ့ဖြစ်ဖြစ်ပုံကိုထိုးထွင်းပြီးတော့သိတယ်ဒေဝစကုဉာဏ်နောက်ဆုံးတော့ဆင်းရဲခြင်းအကြောင်းကိုအားလုံးကိုကုန်ခန်းသွားပြီးတပိတော့ဉာဏ်ကိုရလိုက်ပါတယ်တဲ့အဲ့ဒီချိန်ကစပြီးသူဟာဗုဒ္ဓလင်းရသူဗုဒ္ဓဖြစ်သွားပါတယ်အဲ့တော့ဖျက်ဖြစ်ပြီးနောက်မှာတော့သူပထမဆုံးဟောတဲ့တရားကဘာရနေဒီမြို့မိဂရာယုံတော့မှာပါသူဟောတဲ့သူနဲ့အတူဒုက္ခစရိယကျင့်ကြံတဲ့ပစ္စဝိကင်္ဂ၅ပါးကိုတရားဟုဓမ္မစကြာဟောတယ်အဲ့ဒီတရားတွေကဘာလဲဆိုရင်လောကမှာဆင်းရဲဆိုတာရှိတယ်ဒုက္ခဆင်းရဲခြင်းအကြောင်းတရားတွေရှိတယ်စမှုတွေကဆင်းရဲခြင်းချုပ်နိုင်တယ်နေရောဓဆင်းရဲခြင်းချုပ်တဲ့လမ်းတွေရှိတယ်မက်ကဒီလိုနဲ့45ဝါတိတိလူမျိုးနတ်မျိုးကိုတရားဟောပါတယ်မေတ္တာကရုဏာပညာဆိုတဲ့အခြေခံနဲ့လူတိုင်းကိုငြိမ်းချမ်းစွာနေနိုင်အောင်သင်ပြပေးသွားပါတယ်အသက်80ရွယ်မှာကုသနာယုံပြီးတထရဲ့ဥယျာဉ်မှာနောက်ဆုံးအချိန်ကိုရောက်လာပါတယ်သူရဲ့နောက်ဆုံးအချိန်မှာပြောသွားတဲ့စကားကတော့ယေဓမ္မာသင်္ခါရအပမတိနာတံပါတိထအလုံးသောသဘောတရားတို့သည်မမြဲပါမလျော့အားထုတ်ကြပါတဲ့ဒီစကားကိုပြောပြီးနောက်မှာပြိဋိနိဗ္ဗာန်ဆံဝင်သွားပါတယ်ဗုဒ္ဓကလူသားတယောက်အနေနဲ့မွေးဖွားလာပြီးတော့လူသားအလုံးရဲ့ပြဿနာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပါသူသွားတဲ့လမ်းစဉ်ကိုဦးဇင်းတို့လည်းရှောက်လို့ရပါတယ်သူသွားတဲ့သူတင်ပေးသွားတဲ့ရှုပ်ထွေးတဲ့ဘာသာရေးတော့မဟုတ်ပါဘူးလက်တွေ့ကျင့်သုံးလို့ရတဲ့ဘဝနေထိုင်မှုပါပဲမေတ္တာကရုဏာပညာနဲ့ကြည့်ပြီးတော့အလေးလက်လမ်းစဉ်ကိုရှောက်ဒါဗုဒ္ဓကျင့်သုံးပြသတဲ့ဤလမ်းပါပဲ
အားလုံးကျန်းမာချမ်းသာကြပါ